အားလုံးပဲမင်္ဂလာပါရှင်ဘေဘီလုံးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဆိုတဲ့အပိုင်းလေးတင်ဆက်လို့အပြီးမှာနောက်ထပ်တင်ဆက်ပေးသွားမယ်စိတ်ဝင်စားစရာအကြောင်းလေးတွေကိုစီစဉ်ထားပါတယ်ရှင်တကယ်တော့ဘေဘီလုံးစာအုပ်ထဲမှာပါရှိတဲ့အခက်ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့ဤဥပဒေတာတွေဟာစိတ်ကူးရင်တရားတွေထက်ဘယ်ခေတ်ဘယ်ကာလမှာဘယ်သူမဆိုလက်တွေ့လိုက်နာနိုင်မယ်ဆိုရင်အင်မတန်တန်ဖိုးရှိတဲ့အရာတွေပဲဖြစ်ပါတယ်ရှင်ငွေကြေးကြောင့်ပူပန်နေရသူတွေကိုငွေရဲ့တခင်ဖြစ်လာစေပြီးစီးစိမ်ဥစ္စာကိုတိဆောက်စေနိုင်မယ်ရုပ်မှတ်တစ်ခုရရှိလိုက်တယ်လို့ဖြစ်စေနိုင်မယ်ဆိုတာအပြည့်အဝအင်ကြည့်မိပါတယ်ရှင်ဆက်လက်ပြီးနောက်ထပ်တင်ဆက်ပေးမယ့်အစီအစဉ်တစ်ခုကတော့ကမ္ဘာကျော် brand တစ်ခုဖြစ်တဲ့မီရှီလင်တိုင်ယာကုမ္ပဏီရဲ့စိတ်ဝင်စားဖွယ်ကောင်းတဲ့ marketing အကြောင်းဖြစ်ပြီးနှစ်ပေါင်း100ကျော်ထိတိုင်အမြင့်ဆုံးအဆင့်မှာရပ်တည်နေမှုမှာဘလို့အရာတွေကဆွဲဆောင်ထားတယ်လဲဆိုတာကြည့်ရှုသူတဦးချင်းစီကိုတုတရောရတပါရစေနိုင်မယ့်အကြောင်းကြိုတင်သတင်းကောင်းပါအပ်ပါရှင်ကျမတို့အနန္တ Netflix ရဲ့နောင်လာမယ့်အစီအစဉ်တွေမှာကြည့်ရှုသူတဦးချင်းစီအနေနဲ့လည်းတင်ဆက်စီလိုတဲ့စိတ်ဝင်စားဖွယ်ရာလေးတွေကိုကွန်မန့်မှာရေးပေးခဲ့ကြပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်